ဘာဖြစ်လဲပြော မဲခွဲသူနဲ့လဲခွဲဝိုင်းမနေ့သူနဲ့လဲခွဲဝိုင်းဝစ်လေလိမ့်မယ် သူနဲ့လမ်းခွဲသွားရင်ဝစ်လေလိမ့်မယ်ဩတားထားခဲ့တဲ့အတွက်ကြောင့် တဲဘူးလေတလို့ချက်တော့တင်နေပါမှာ တံပူရဲတော့မှသူတို့ stock တွေနေသွားအောင်မယ်တားကိုတစ္ဆာဖောက်သွားလို့တားကိုတစ္ဆာဖောက်သွားလို့သူတို့ငရဲကြီးမှာပေါ့အဲ့မဟုတ်လေအဲ့ဟွာဆိုသူတို့ကဘာဖြစ်လဲအခုနကတော့ဘာဖြစ်တယ်တားခုနကတော့သူ့ကိုဘာပြောอ่ะလမ်းခွဲမယ်ဘာဖြစ်တယ်ဖုံးဆက်ပေးဘာဖြစ်တယ်ဒီကိုပြောဒီမှာဖုံးဆက်လိုက်တော့လမ်းခွဲမယ်မင်းကငါဆက်မပေါင်းနိုင်တော့လမ်းခွဲမယ်လို့ မင်းကိုဆက်မပေါင်းနိုင်တော့လမ်းခွဲမယ်လို့ဘယ်လိုပြောရမှာလားဒီမှာ စနာတော့ကြားတဲ့နှစ်ကောင်ကြားလေ အစနာတော့ပြတယ်နှစ်ကောင်ပြတယ်နှစ်ကောင်လို့မပြောတားလုံးဝဒီမခံနိုင်ဘူးတော့ဟုတ်တယ်ဟုတ်ကောင်းနေပါလေပြည်တော်ဒီတော့ကီလို့ပါဟုတ်ကောဒီမဲ့တယ်နေအဲ့တော့ဒီမှာလုံးဝဘယ်လိုဆက်ပြောရမှာလဲပြောအဲ့ဆိုရင် လုံးမဆက်မလို့လည်းတော့ အဲ့ဆိုရင်တားလုံးဝဒီမခံနိုင်တော့ဘူး အိမ်တော်ကြဖို့လေဒီမှာဆေးမဆေးပဲနဲ့တော့ အော်အိမ်အောင်ကြားဖို့လေသူ့ကိုစိတ်မစစ်ပဲနဲ့တော့အိမ်အောင်လည်းတာမပြုတ်တော့ဘူးယောက်ျားမိန်းမလည်းမယူတော့ဘူးပေါ့စိတ်ကုံသွားလားစိတ်နာသွားလားအော်စိတ်နာသွားဟဲကဲဟိုဖြစ်ပါတယ်တာခွင့်လွတ်တာတော့မှ तू ကဒီလိုမျိုးတစ္ဆာဖောက်တာပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုတာဘက်ကတိခတ်နိုင်ဆိုရင်ကုံသွားပြီပေါ့လုံးဝတိမခံနိုင်တော့ တော့ရင်တော့ခွေတော့ဒီမခံရတော့ 3ချိန်များဆိုရင်ဒါလုံးဝတိမခံနိုင်အခုမှ2ချိန်ပဲရှိကြတယ်နောက်တစ်ချိန်ကြံသေးရဲ့လေနောက်တစ်ချိန်ကြံတယ်အခုမှဒီလို2ချိန်ပဲရှိကြတယ်တစ်ချိန်ကြံသေးရဲ့လေစင်ပြေသေးလားမပြေနိုင်တော့မပြေနိုင်တော့တေလားမပြေဘူးလားတေချာပြောမပြေတော့လုံးဝတိမခံနိုင်တော့ဟောဒီညအိပ်ပျော်ပါမလားတာငယ်အဲ့ဒါဟမ်ပြေးကွေးနေလား ဟဲ့လားအသက်ကွဲသွားတာပေါ့ဟုတ်လားငိုတော့မှလားမသိဘူး တာဘက်ကလည်းသူ့ကိုထည့်လိုက်တယ် အော်တားဘက်ကလည်းသူ့ကိုဖျက်လိုက်တော့မှာဟော ငါတက်ဒီလိုပြော လုံးဝတိမခံနိုင်တော့ဘူး လူမျိုးကြီးလောက်ပါတယ်လုံးပါတယ်ဗာပြောရတယ် တာနေကြတယ်ချီလို့စင် လူမျိုးကြီးလောက်လို့ပါလို့ သူတို့ဆင်းရဲစင်တော့လာတမ်းမိုက်တမ်းခွင့်မလဲ အေးတာသူဘီလီယံနာတထေးဖြစ်တဲ့နေ့ချိန်ကြလို့ရှင်သူတို့တားကိုလာတောင်းမှရင်တော့တားလုံးဝတိမခံနိုင်တော့ဘူး။အော်ခွင့်မလွတ်နိုင်ဘူး။ Okay အဲ့ဆိုအဲ့ကိစ္စပါဒီမှထည့်ပြောလိမ့်မယ်အဲ့ဆိုလို့ရှင်။နော်။ကျေနပ်ပြီလားအဲ့ဆိုနောက်ဘာပြောဦးမလဲ ဟုတ်တယ် ။ဖုန်းဆက်ပြီးပြောလိမ့်မယ်။ဖုန်းတော့မဆက်တော့လေမနေ့ကဒီဗီဒီယိုဖိုင်ဒီမှသူတို့ပြလိမ့်မယ်။ဒီမှအခုဗီဒီယိုရိုက်တာ။နှစ်တန်းတင်တာ။အာနောက်လည်းမိမငါပြဘာပြောချင်သေးလဲ။ဘာပြောချင်သေးလဲ။အခုဒီမှာဆရာမကြီးကျောင်းဆရာမကြီးတို့အမေကြီးတို့လည်းတက်သေးရှိနေလေ။ တမနဲ့ပြန်ကြတမနဲ့ကြတလက်မဆောက်လို့ထိုးပြီး အော်လက်မှတ်တော်စာချုပ်ထိုးပေးလေဦးမှာအေးပြီးရောကိုကောလေးလည်းရှိတယ်ကိုကောလေးလည်းဟိုဖြစ်ပေးလိမ့်မယ်ကိုကောလေးလည်းအဲ့ဆိုပြောလိမ့်မယ်လက်မှတ်တော်စာချုပ်ထိုးပေးမှာဟိုတနေ့တော့ဒါအသေးပုံနေပါလေရေးပြီးနေပြီဟမ်အဲ့ဆိုရင်ဘယ်လိုလဲပြောပြတိချပြမကူမရတော့ဘာလို့ အေး ငရဲကြီးမှာပြောချင်တာသူတို့ငရဲကြီးမှာတားအောင်တစ္ဆာဖောက်လို့သူတို့ငရဲကြီးမှာအဲ့လိုပြောချင်တာလားဟုတ်ပြီအဲ့ဒါဆိုရင်အကြည့်အကိစ္စဒီမှာပြောလိမ့်မယ် ကြီးဖျားတယ်လို့ဖျားရတယ်လို့ကောင်းမှုစတဲ့ညားတယ် ဟုတ်လားအေးပါနောက်တစ်ခြားဘာပြောချင်သေးလဲအဲ့ဆိုတိမခံနိုင်တော့ဘူးကွာတာလမ်းခွဲပြီပေါ့အပြီးလမ်းခွဲပြီပေါ့အဲ့ဒါဆိုဟုတ်လားတိတိကျကျပြောနေယောက်ျားပြပြတသားပြောမျက်နှာငယ်နဲ့မပြောနဲ့နေယောက်ျားလို့ပြော ချင်းတွေ့ဖြစ်နေတာချင်းတော့ ဝက်ချက်မပေါက်တဲ့ဝက်ချက်မပေါက်တဲ့ ဝတ်ချမပေါက်တဲ့ဘာဖြစ်လဲ ဝက်ချက်မပေါက်တဲ့မိန်းမကြီးလားကြီးရပဲ ဒီမှာဝက်ချမပေါက်တဲ့မိန်းမလေးလားခုနပြောတဲ့နေကမိန်းမမယူတော့ဘူးဆိုခုတော့မေဝက်ချမပေါက်တဲ့မိန်းမကိုရောက်ကိကိမှလည်းမျက်နှာမှာဝက်ချမပေါက်ပါဘူးချောပါလေကိကိရဲ့စစ်စရာ တရားတက်ကြပြီးမှဖြစ်မှာဘာပုံရတဲ့လူဖြစ်မှာ ဟုတ်လားအော်ပဲကိကဆိုကိကိကကြိုက်လို့တော့မဟုတ်ဘူးပေါ့အဲ့လိုပြောချင်တာ ဘာပုံရလိုက်ကတ် ဟာပုံရလိုက်ကတ်နေရတယ်လား ဆိုတာမလို့ အဲ့လိုဆိုဘယ်လိုလုပ်မလဲခုနတော့ဘာဖြစ်တယ်ဗါလဲဒီဘက်ကတယောက်နဲ့ထဲရှင်းပါဟလား မိမရောက်တော့ဆက်နေတယ် ဟမ်ခုနက ဆက်နေတယ်တော့ရောက် ခုနကတော့ပြောနေတာသူရဲ့ထဲရှင်းပါတဲ့ထဲရှင်းပါလေဒီဘက်ကတယောက်နဲ့သူထဲရှင်းပါလေဟုတ်လား ရော ဟုတ်လားအဲ့အခုရောရှင်းအောင်ပါ
个切到是面的，你都谁打不打么了？不打，哎，我看吧。 ဩတခြားလူခိုင်းမှာပေါ့အဲ့ဆိုဩနင်ကကြောက်လို့ပေါ့အဲ့ဆိုပုံ 我有的没， อืม 来快嘛。 လမ်းခွဲလိုက်တော့မှာပြီးရောသိကြပြီလားလမ်းခွဲမှာ 哎呀， အေးပြီးရောနောက်တစ်ခါမကြားချင်တော့ဘူးနော်နင်ကငါပြောမယ်တစ်ချိန်နှစ်ချိန်နှစ်ချိန်ပဲရှိတယ်ဒါ၃ချိန်ဆိုဒီမခံနိုင်တော့ဆို၃ချိန်ဆိုလို့ရှိရင်တစ်ချိန်နှစ်ချိန်ဒီမှာတစ်ချိန်ကြံသေးတယ်ခွင့်လွတ်နိုင်သေးလား ခွန်းလိုက်နိုင်နဲ့ခွန်းလိုက် ခုချိန်မှာအချိန်မီသေးရနော်ခုချိန်မှာအချိန်မီသေးဒီမှာဗီဒီယိုမှတ်တမ်းတင်နေရနော်ပြီးတော့မှလုံးဝသေးဟိုကမရတော့ပါဘူးဟိုကတောင်းပန်နေဆိုတော့မှနေတိခတ်နေဆိုမရတော့ ဘူးပုံကြီးကကြိုက်တာပါသူစားမလို့လုံးနေ အဲ့ချိန်ကျရင်ရောလက်ခံအောင်မလားလက်ခံအောင်လားကြီးကျင်းလားနေခုနကလက်ခွဲတာအပြီးနောက်ခွဲတာဆိုဟိုကတောင်းပန်တာနဲ့နေကြွေသွားပြီလားပြောအဲ့ဒါဆိုရင် 顶我被都接受了。 မနေ့ကအားလုံးလာပြပတ်နေတယ်ငါစိတ်နေတယ် တော့တော့ဒီခွန်းလိုက်ရတယ် မဟုတ်လေအဲ့ဒါတော့နေကိစ္စလေနေလက်ခံလည်းဖြစ်တယ်နေလက်မခံလည်းဖြစ်တယ်လေအဲ့တော့ဘယ်လိုလုပ်မလဲ ကောင်းပါဘူး 那个， ပါ လက်ခံတယ်အဲ့ဆိုနေကဂျိုပေါက်တော့မှာပေါ့စမ်းကြည့်အောင်ဂျိုပေါက်နေလားလို့ อืม ဟမ်အဲ့ဆိုဟိုတရားကိုဘယ်လိုလုပ်မလဲဒီဘက်ကတရားကိုဘယ်လိုလုပ်မလဲပုံရုပ်ဘယ်လိုလုပ်မလဲ 我我我， ကျော်တော့စီ 刚才到了我，刚才到了我到起来，我到起来。 အော်ကားဆောင်တော့ကသူ့တောက်ချီတယ်ဦးမှတ်မိတယ်ဩအဲ့ဆိုရင်သူတို့အဲ့ဆိုသူတို့တွဲနေရလားမတွဲနေရလားအဲ့ဆိုနေဘယ်လိုခံမှန်းလဲငါ့ကိုပြော ဘယ်လိုခံမှန်းလဲနေစိတ်ထဲမှာဒွိဟဖြစ်နေရလားဘယ်လိုဖြစ်နေ 打起来了，哎，别个这个，那个有来包呢。 အော်ဟုတ်လားအော်အမေအဲ့ဘက်ကတရားကမကေကအတင်းလိုက်ပေါင်းနေတာအတင်းလိုက်ကတ်နေတာတဲ့သူထင်တာအတားရီပဲငါမပြောချင်ဒီမှာအနင်တို့နှစ်ယောက်တည်းရှင်းကြလိုက်ကြအဲ့ဆိုလို့ရှိရင် ညချန်ဗီဒီယိုကောပြော ဒါဒီမှာဗီဒီယိုကောမှာငါဒီမှာခုကွာလုံးလိုက်ပြီငါပိတ်လိုက်ကြမယ်နော်အဲ့ဆိုလို့ရှိရင် နေနေ